စိုးရင်ခဲ့တယ်ပေါ့နော်ဒီ home removal treatment လေးကိုတုံးလိုက်တဲ့အခါမှာကိုယ်အတွက်ထိရောက်ပါမလားဆိုရင်မှစိုးရင်ခဲ့တယ်ဒါပေမဲ့တုံးကြည့်လိုက်တော့လေတကယ်ကောင်းတယ်ဗျာဆက်လေးကိုဝယ်တိုင်းမှာတုံးလိုက်တဲ့အခါကျတော့ ingro hair တွေမဖြစ်တော့ဘဲနဲ့မဲနေအသားရည်ရလည်းပဲငကိုအတိုင်းပုံမှန်ဖြစ်လာတယ်အမွေးထွန်းတော့လုံးဝကိုမတိတာလာပါရဲ့ဒီကျွန်တော်ကကြောက်ဒီ hair removal နဲ့ပတ်သက်ပြီးတော့ sensitive ဖြစ်တယ်ပေါ့ဗျာစစ်လေးကိုမဝင်ခင်မှာ3ချိန်လောက်ဒီ clinic treatment ကိုတွားဘူးတယ်ပေါ့ဒီကအချိန်ပေးရတယ်ပြီးတော့ကျ course ကအရင်များတယ်ပြီးတော့ကျွန်တော်တို့လိုအကြောင်းသားတွေတင်တန်းနေတဲ့လူတွေကြတော့ဒီဥစ္စာကိုပုံမှန်တွားဖို့ကြတော့အဆင်မပြေဘူးဗျာအဲ့အခါကျတော့ဒီ hair removal ဒီရဲ့ home device လေးကိုဝယ်ဖို့အတွက်ဒီ RMB လေးကိုဝယ်ဖြစ်သွားတာဖြစ်ပါတယ် home device လေးကိုဝယ်ပြီးတုံးကြည့်လိုက်တဲ့အခါမှာတကယ်ကောင်းတာကိုတွေ့ရပါတယ်ဟုတ်ကဲ့ဗျာဟုတ်ရှိပါတယ်ခင်ဗျစိုးရင်ခဲ့တယ်ပေါ့နော်ဒီ home removal treatment လေးကိုတုံးလိုက်တဲ့အခါမှာကိုယ်အတွက်ထိရောက်ပါမလားဒီအမွေးတွေကထွက်နှုံးတွေနဲတော့ပါမလားပါတော့မလားဆိုရင်မှစိုးရင်ခဲ့တယ်ဒါပေမဲ့တုံးကြည့်လိုက်တော့လေတကယ်ကောင်းတယ်ဗျာအဲ့အကြောင်းမို့လို့ကျွန်တော်တို့တကယ်စိတ်တန်းကြခဲ့ပါတယ်ဟုတ်ကဲ့ဗျာဟုတ်ဒါကတော့ဟာတာတစ်ခုလိုပါပဲကျွန်တော်ကဒီ hair နဲ့ပတ်သက်ပြီးတော့ sensitive တကယ်ဖြစ်ခဲ့တာပါကျွန်တော်ကကြောနယ်ဘက်မှာနေတဲ့ခါကျတော့ဒီ hair နဲ့ပတ်သက်ပြီးတော့အခုလို clinic တွေလည်းမရှိဘူးပြီးတော့အခုလိုပစ္စည်းတွေကိုဝယ်ဖို့လည်း home device center တွေမရှိတဲ့ခါကျတော့ Google တွေမှာရှားတဲ့ကတဘောကနီးလန်းနေနဲ့ဟိုအမွေးပြောက်တဲ့နီးတွေကိုချတာပေါ့ဒါပေမဲ့အဆင်မပြေဘူးပေါ့နော်အဆင်မပြေတဲ့ခါကျတော့အခုကြမှာပဲအန်ကိုတက်လာပြီးတော့ဒီ RMP's beauty deviceလေးမှာဒီ home device လေးဖြစ်တဲ့ဒီ Spire Cooling Effect ပါတဲ့ဒီ hair removal device လေးကိုဝယ်ယူပြီးတော့သုံးလိုက်တဲ့အခါမှာတကယ်ကိုမှပဲကျွန်တော်အတွက်အဆင်ပြေခဲ့ပါတယ်ကျွန်တော်ကတော့အဓိကအသုံးပြုတဲ့နေရာကတော့ဒီမျက်နှာပေါ့နော် face ပေါ့ဒီ face ကကြောက်လူတယောက်ရဲ့အဓိကအချက်အခြားကြတဲ့နေရာလို့လည်းပြောလို့လည်းမမားဘူးပေါ့နော်ကျွန်တော်ရဲ့ဒီအမွေးတွေဆိုလို့ရှိရင်လေကျွန်တော်ကျောင်းမှာတော့ဆိုလို့ရှိရင်ဒီအိန္ဒိယလူမျိုးတွေတောင်မှပူပြီးတော့ကိုကအမွေးတန်နေတော့ဒါပဲအိန္ဒိယဖြစ်သွားတာပေါ့ဖြစ်သွားတဲ့ခါကျဒီဥစ္စာတွေကိုစိတ်တိုင်းမကြတဲ့ခါကျဒီ hair နဲ့ပတ်သက်ပြီးတော့ခြာတိုင်းမှာသုံးတယ်ဒီ face ကိုအဓိကထားပြီးတော့သုံးဖြစ်တာပေါ့သုံးတာဘယ်လောက်ကြာပြီလဲဆိုလို့ရှိရင်တော့ကျွန်တော်၄လတော့ကြော်ပြီကျွန်တော်ကကျတော့ဒီ device လေးကိုသုံးတာကျတော့တစ်ပတ်မှာ2ကြိမ်သုံးပေးရပေါ့တလင်းလာနဲ့တောက်ကြကျွန်တော် ever ပဲအမြဲတမ်းပဲတကယ်လို့တနင်္လာနေ့မှာအလုပ်များရင်အကြောင်းသွားရင်နေ့လည်းမသုံးပြဖို့ဆိုညလည်းထလုပ်တာပဲ10နာရီထုတ်လည်းထလုပ်တာပဲ17နာရီထုတ်လည်းထလုပ်တာပဲဒီကကိုကကျတော့ဒီရုပ်စာကိုသူပြီးတော့စိတ်ရှိရှိနဲ့လုပ်သွားမယ်လို့ဆုံးဖြတ်ထားပြီးရပဲဒီစစ်လေးကိုဝယ်ကြနေလို့ငါဒီဟာလေးကိုစိတ်ရှိရှိနဲ့အသုံးပြုမယ်အသုံးပြုပြီးတဲ့ခါကျတော့ရှင်ငါရကျင်တဲ့ result ငါဒါလေးကိုစိတ်ရှိလက်ရှိနဲ့လုပ်သွားမယ်ဆိုရဲခံယူချက်ရှိရပေါ့ကျွန်တော်မှာဘာလို့လဲဆိုတော့ဒီ hair နဲ့ပတ်သက်ပြီးတော့ sensitive ဖြစ်တဲ့လူတယောက်ဖြစ်လို့ပါပြီးတဲ့ခါကျတော့လူတွေကကျတော့ဒီစိတ်မရှည်ကြဘူးစိတ်မရှည်ကြတဲ့ခါကျတော့ result ညံ့လိုချင်တာပေါ့ဒါပေမဲ့ဒီဆက်လေးကကျတော့ home device လည်းဖြစ်တယ်ဆိုတဲ့အခါကျတော့သူကကျတော့စိတ်ရှည်ဖို့တော့လိုပါတယ်တစ်ပတ်ကို2ရက်တစ်လတော့လုံးဝမပြတ်မကွက်လှုပ်ပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်ကျွန်တော်လည်းဒီဆက်လေးကိုတစ်လမှာပေါ့နော်8ကြိမ်တစ်ပတ်မှာ2ကြိမ်ပေါ့အဲ့လိုမျိုးလေးနဲ့လှုပ်လာစေအခု4လရှိလာပါပြီ4လလည်းကြော်လာပါပြီပေါ့ဒီ4လကြော်လာတဲ့အခါမှာကျွန်တော်လိုချင်တဲ့ result ကိုရရှိလာပြီလို့ပြောနိုင်ပါတယ်ခင်ဗျာလိုမျိုးလဲဆိုစိတ်အသုံးမပြုမိမှာဘာတွေစိုးရင်လဲဘာတွေကိုလှုပ်ဆောင်လဲဆိုတဲ့ခါကျတော့ဒီဆက်လေးကိုဝယ်တဲ့ခါကျတော့တစ်တော့ပေါ်မှာတော့ကြည်ရသူများကြီးပြပြရမျက်နှာလေးနဲ့ဒီဆက်လေးကိုသုံးပြရတယ်အိမ်မှာပဲလွယ်လွယ်ကူကူလည်းသုံးလို့ရတယ်ဟာသူတို့ကဘယ်လိုများသုံးတာလဲမသိဘူးသူတို့ရဲ့ level တွေကငါချိန်တတ်ပါမလားဆိုရင်မှစိုးရင်ခဲ့တယ်ဒါပေမဲ့လည်းပဲဒီရဲ့ဝယ်တဲ့ဒီ RMP device ကို Viber နေပြီးတော့မေးပြီးတော့အကြောင်းကြားတယ်ပေါ့နော်အကြောင်းကြားခါဒီရဲ့ဘက်ကနေပြီးတော့လည်းပဲအသုံးပြုတဲ့ပုံစံလေးကိုပြောပြပေးတယ်ဘယ်လိုသုံးရမယ်ဆိုတဲ့ဥစ္စာလေးကိုနားမလည်လို့ရှိရင်သူက video short video လေးလည်းပြန်ပြီးတော့ပို့တာပေးပါတယ်ကျွန်တော်ကကျတော့အမွေးကကျတော့တော်တော်လေးရှိတယ်လို့ပြောရမယ်ဒီဆက်လေးမသုံးခင်မှာ treatment တော့ယူရဲဒါပေမဲ့ treatment မယူဖြစ်တဲ့ခါကျတော့အမွေးတွေကကျတော့လုံးဝမပြောက်တော့ဘူးပေါ့နော်ပြန်ထွက်လာတာပဲလေ clinic တွေလည်းမတွားနိုင်တဲ့ခါကျတော့ shaving မဲ့လုပ်တဲ့ခါကျတော့ဒီ shaving လုပ်တယ်ဆိုတော့သိတဲ့အတိုင်းပဲအထဲကိုကတော့သူကမနှုတ်သွားပဲနဲ့အပေါ်ရမဲ့လုပ်တဲ့ခါကျတော့အမွေးကိုရိတ်နေနောက်ပိုင်းကျတော့ဒီရဲ့ဒီ jaw line တွေဘာညာဒီနှာခမ်းအပေါ်တွေဆိုမဲသွားတာပေါ့နော်သူကကျတော့ incro head ဖြစ်သွားတာပေါ့အဲ့လိုမျိုးဖြစ်သွားတဲ့ခါကျတော့အဆင်မပြေဘူးပေါ့အဲ့ဆိုတဲ့ခါကျတော့ဒီရဲ့ home device လေးပေါ့နော် RMP ရဲ့ hair removal ဆက်လေးကိုဝယ်တိုင်းမှာသုံးလိုက်တဲ့ခါကျတော့အဲ့လိုမဖြစ်တော့ဘူးသူကဘာလဲဆိုရင် shaving လုပ်ပြီးတော့ဒီဆက်လေးကိုသုံးလိုက်တဲ့အိမ်မှာ moisture လေးအပေါ်နေပြန်ထားလိုက်တယ်ဆိုတဲ့ခါကျတော့ ingro hair တွေမဖြစ်တော့ဘဲနဲ့ဒီရဲ့သူ့ရဲ့အသားရည်ငကိုကမဲနေအသားရည်ရလည်းပဲပို့ပြီးတော့ငကိုအတိုင်းပုံမှန်ဖြစ်လာတယ်ပို့ပြီးတော့တောင်မှအဆင်ပြေလာပါလိမ့်ခင်ဗျာတကယ်ကိုမှတိတာပါ result ကောင်းနေရတော့တကယ်ပဲရှိပါတယ်။ဘာကြောင့်လဲဆိုတော့မျက်နှာအဓိကပေါ့နော်။ဒီမျက်နှာကတော့ကျွန်တော်ကတော့တော်တော်ရှင်းလာပြီးတော့ခံစား
စားရပါတယ်ငကွာဆိုလို့ရှိရင်ဒီအမွေးတွေကတော်တော်ကိုမှများပါတယ်ကြည့်လိုက်လို့ရှိရင် तू ကမဲထဲမှာလေဘယ်လိုလဲမျက်နှာကြောင့်ဒီအမွေးတွေနဲ့ဆိုတော့လေအဆင်မပြေပါဘူးအဲ့ဒါဆိုတော့ result ကတော်တော်ကောင်းပါတယ်ခင်ဗျာအားကြောင့်ရွေးချယ်ဖြစ်တာလဲဆိုတဲ့အခါကျတော့ကျွန်တော်ကျတော့ hair removal နဲ့ပတ်သက်ပြီးတော့ sensitive ဖြစ်တဲ့လူတယောက်ဆိုတဲ့အခါကျတော့ရှာတာပေါ့နော် Facebook မှာလည်းရှာတယ်ပြီးတော့ TikTok တွေမှာလည်းရှာတယ် Google တွေမှာလည်းရှာတယ်ရှာလိုက်တဲ့အခါကျတော့ဒီကနေပြီးတော့ဒီ RSP hair removal စပိုက်တွေကကောင်းတဲ့ပါပေါ့သူရဲ့ effect တွေသူရဲ့ထိရောက်မှုတွေကိုလည်းပဲဒီအချက်လက်တွေကိုတိတိကျကျသိတဲ့ဒါလည်းဆရာဝန်ကြီးတွေကလည်းညွှန်းတယ်ပြီးတဲ့အခါကျတော့ရှိလို့ရှိရင်ဒီရဲ့ hair removal treatment ကိုပဲကျွန်တော်လိုပဲဝယ်ယူသုံးစွဲတဲ့ customer တွေကလည်းပဲသူတို့သုံးစွဲတာဟာဆိုရင်တကယ်ထိရောက်တယ်ဆိုတဲ့ဥစ္စာတွေကိုလည်းပဲ TikTok တွေမှာတွေ့ရတယ်အဲ့ဒီပြီးတဲ့ခါကျကျွန်တော် TikTok တွေမှာတွေ့ကျွန်တော် comment ဖတ်ကြည့်တဲ့အချင်းရှိပါတယ်ခင်ဗျာအဲ့ဒါဆို comment ဖတ်ကြည့်လိုက်တဲ့ခါကျတော့အဲ့ဒါဒီကနေပြီးတော့ထိုနည်းတူစွာပဲကျွန်တော်လိုမျိုးပဲသုံးစွဲ customer တွေတကယ်ကောင်းတယ်ပေါ့သူကတကယ် result ထိရောက်တယ်တော့စိတ်ရှည်ဖို့ပဲလိုတယ်ဒီမျိုး recommend တွေအများကြီးတွေ့ရခါကျ review တွေလည်းအများကြီးတွေ့ရခါကျကျွန်တော်ကဒီ RNP စစ်လေးကိုရွေးချယ်ဖို့အတွက်ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်ခင်ဗျာဒီ RP လေးကိုဘယ်လိုမျိုးထုတ်ဝေးစေချင်လဲဆိုတော့ကြတော့ဒီ home removal treatment လေးကိုယူတဲ့အတွက်ကြောင့်မို့လို့ကျွန်တော် shaving လုပ်တဲ့ခါမှာသူအဓိကပါတယ်ခင်ဗျာဒီ shaving လုပ်တဲ့ခါကျလို့ရှိရင်တော့အမွေးတွေကိုကုံစင်အောင်သူက shaving လုပ်အောင်မှာဖြစ်ပါတယ်ဒီလိုကုံစင်အောင် shaving လုပ်အောင်မှာဆိုတဲ့ခါကျတော့ဒီ RNP ကနေပြီးတော့လည်းပဲ electronic razor လေးတွေကိုပို့ပြီးတော့ထပ်ပြီးတော့ပေါ့နော်ထုတ်နိုင်ပါစေလို့လည်းဆုတောင်းသလိုဒီထုတ်နိုင်ဖို့အတွက်လည်းမျှော်လင့်နေပါတယ်ခင်ဗျာဒီကကျတော့ဒီ hair removal treatment လေးကကျတော့ဗောနော်ဒီ home device လေးကိုသုံးတဲ့အခါမှာသူကစိတ်ရှည်ဖို့တော့တကယ်လိုအပ်ပါတယ်ခင်ဗျာဒါလေးကတော့ recommend ပေးရှင်ပါတယ်သူကဒီပေါ့နော် how result တွေကိုမြင်မြန်လိုချင်တယ်ဒီရဲ့ home removal treatment ဒီ RSP beauty device ကနေထုတ်ထားတဲ့ hair removal treatment မှာဆိုလို့ရှိရင်သူက level 3ခုပါတယ်ပေါ့ဗျာဆက်စပ်ချင်းမှာကျတော့မျက်နှာအတွက်ဒုတိယတစ်ခုမှာ body အတွက်နောက်တစ်ခုကကျတော့ high level stone နဲ့ဒီ emotion တော့အရင်ကျန်းတဲ့နေရာတွေအတွက်ကိုအသုံးပြုဖို့အတွက်ထုတ်ထားပေးရပါအဲ့အခါမှာကိုကကျွန်တော်ငါအမွေးတွေမြင်မြန်ပြောင်းချင်တယ်ဆိုတဲ့အိမ်မှာဒီရဲ့ level မြင့်မြင့်မသုံးဖို့အတွက်အကြံပြုချင်ပါတယ်သူကဘာလို့လဲဆိုတော့ကျွန်တော်ဆက်စချင်းတစ်ပတ်မှာတော့ငါဒီလိုမျိုးအသုံးပြုခဲ့လို့ပဲဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်ရဲ့ experience မှာဒီကျွန်တော်ကျတော့ဒီ hair နဲ့ဆက်ဆက်ပြီးတော့ sensitive ဖြစ်တယ်ဆိုတော့ဟာငါဒီ level ကိုမြင့်မြင့်သုံးလိုက်လို့ရှိရင်အမွေးတွေကမြင့်မြင့်ကုန်သွားမယ်ဆိုရင်မှာစိတ်ကတွေးထင်မိရပေါ့ဗျာအဲ့ဒါဆိုကျွန်တော်ဝယ်ပြီးတဲ့ခါကျတော့ဒီ set ကိုသုံးလိုက်တယ်ဒီ level မြင့်မြင့်သုံးလိုက်တဲ့ခါကျတော့မျက်နှာအသားရည်ကနှုတဲ့နေရာဖြစ်တယ်ကွာ sensitive area ဖြစ်တဲ့ခါကျတော့ level မြင့်သုံးလိုက်တဲ့ခါကျတော့ ban ဖြစ်သွားတယ် ban ဖြစ်တဲ့ခါကျတော့နီလာရင်အသားတွေကတစ်ခါတလေမှာတော့အနီဖုလေးဖြစ်လာတယ်အဲ့တော့ဟာငါတွားပြီးပေါ့ငါဒီ set များချုပ်ရင်းတာလားငါပဲမတဲ့တာလားဆိုရင်မှစိုးရင်ခဲ့တယ်ပေါ့အဲ့ခါကျတော့ကျွန်တော်မေးတယ်ဒီကျွန်တော်တည့်ရလူတွေမေးကြတော့တကယ်တမ်းတော့မဟုတ်ပါခင်ဗျာဒါကျွန်တော်ရဲ့အမားတစ်ခုလို့ပြောချင်ပါတယ်သူကဘာလဲဆိုတော့သူကတတ်မှတ်ထားပြီးရပါခင်ဗျာသူကကြောင့်ဒီမျက်နှာအတွက် sensitive area ဖြစ်တဲ့ဆိုလို့ရှိရင်ဒီရဲ့ဒီမျက်နှာပုံလေးပါ face ပုံလေးပါ level လေးတုံးရမယ်ပေါ့ဒီ body အတွက်ဆိုရင်ဒီ level 2ကိုတုံးရမယ် high level အတွက်ဆို level 3ကိုတုံးရမယ်ဒီမျိုးတုံးထားပါတယ်အဲ့ဒီပြောတဲ့ခါကျတော့ကိုကကျတော့ပြောချင်တာကတော့ကိုလိုချင်တာကိုကင်းပြပြီးတော့ level high မတုံးဘဲနဲ့ကိုနဲ့ကိုယ့်ရဲ့အသားရည်နဲ့တင်းတင်းတဲ့ level ကိုပဲရွေးချယ်ပြီးတော့အသုံးပြုဖို့အတွက်အကြံပြုချင်ပါတယ်ပြီးတဲ့ခါကျတော့ဒီရဲ့စစ်လေးကကျတော့ home device လေးပြတာစိတ်ရှည်ဖို့အတွက်ကထဆောင်ပဲပြောချင်ပါတယ်ခင်ဗျာတစ်ချိန်နဲ့ချိန်ပဲသုံးတယ်ဟာငါမသိတာဘူးပေါ့မသိတာဆိုရင်မှစက်ကိုမသုံးတော့ဘဲနဲ့မထားဘဲနဲ့ဒီစက်လေးကိုပဲငါဒီစက်လေးကိုပဲပြီးငါလိုချင်တဲ့ result ရအောင်လုပ်မယ်ဆိုတဲ့စိတ်ကိုပဲပိုက်ထားပြီးတော့ကိုစစ်စစ်ရှိရှိနဲ့ထပ်ပြီးတော့ဒီအချိန်မှန်မှန်လေးသုံးထားဖို့အတွက်လည်းအကြံပြုချင်ပါတယ်သူကကျတော့ဒီ hair removal သုံးတဲ့ပထမတစ်လမှာသူကတိတာလာပါတယ်ရေစာကိုကောင်းကောင်းရိတ်မယ်ရိတ်ပြီးတဲ့အခါကျတော့ဒီ hair removal device လေးကိုအသုံးပြုလိုက်မယ်အသုံးပြုပြီးတဲ့အခါကျတော့အပေါ်မှာ moisture လေးသုံးလိုက်မယ်ဆိုလို့ရှိရင်အမွေးလေးတွေကပျော့သွားမယ်သူကကြောင့်ဘာဖြစ်သွားလဲဆိုရင်အမွေးတွေပါလာတယ်သူကအမွေးတွေပါလာကိုကကြောင့်တစ်ပတ်မှတစ်ချိန်လုပ်တယ်ဆိုတော့ဆက်ဆက်ချင်းမှာ shaving လုပ်တယ်ဒီလိုမျိုးနှီးဆိုင်မယ် hair removal treatment ကိုသုံးတယ်ပြီးတဲ့အခါကျတော့ razor ဒီ moisture လေးသုံးလိုက်တယ်ပြီးတော့ပြီနောက်ထပ်တစ်ခေါက်လာမယ်နောက်တစ်ခေါက်လာတဲ့အခါကျ razor လေးလုပ်မယ်ဒီသုံးသမ်းမဲ့လုပ်သွားမယ်သူကနှစ်ပတ်သုံးပတ်တစ်လလောက်ကြာတဲ့အခါမှာအမွေးထွန်းတော့နည်းသွားရောနည်းသွားတဲ့အခါကျတော့ဒုတိယလာကြတဲ့အခါကျတော့သူကဘာဖြစ်လာလဲဆိုတော့ကိုကအမွေးလုပ်လိုက်တယ်အမွေးရပြန်လို့တောင်ကောင်းကောင်းထွက်မလာဒီကိုက razor လုပ်ရတော့မယ် device လုပ်ရတော့မယ်အဲ့မျိုးဆိုတော့အမွေးထွက်နှုံအချိန်မပေးတော့လို့ဖြစ်သွားတဲ့အခါကျတော့အမွေးတွေရဲ့သူရဲ့ဘာလဲဆိုတော့မထွက်နိုင်တော့ဘူးဗျာပြောမယ်ဆိုတော့ရှင်အပေါ်ကနေတော့နေအောင်ကြီးနဲ့ကြာမှသူကအပြင်ကရှင်တန်ကြီးထွက်တယ်လို့ကျွန်တော်တို့နေအောင်ကြီးကိုပယ်ထားလိုက်တဲ့အခါကျတော့အမွေးကရှင်တန်တော့လို့လို့ပဲကျွန်တော်တို့အပေါ်ကနေပြီးတော့ razor ကိုကောင်းကောင်းလုပ်တယ်ပြီးတော့ရှင် device ကိုနန်နိုင်တုံးတယ်ပြီးတဲ့အခါကျတော့ moisture လည်းတုံးထားဆိုတော့အမွေးထွက်တော့လုံးဝကိုမတိတာလာပါရဲ့တလားကျော်နေတော့တိတာတာ၄လကျော်ဆိုလို့ရှိရင်တော့တကယ်ပြောမနိုင်အောင်ပဲ result ကကောင်းလာပါတယ်ခင်ဗျာ
အိမ်သုံး beauty device ဆိုရင် RMB